စေချင်သည်ဆိုတဲ့ထိုင်းစကားအသုံးပြုပုံလေးဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်။စေချင်သည်ကိုပြောချင်ရင်ထွေထွေတို့အရှိကရခိုင်းနဲ့ထည့်ပြီးတော့ပြောရမှာပဲဖြစ်ပါတယ်။ရခိုင်းဆိုတဲ့စကားဒီတဲ့ဘာသာပြန်လို့ရှိရင်တော့ပေးချင်သည်လို့အဓိပ္ပာယ်ရတယ်။ဒါပေမဲ့ဒီနေရာမှာစေချင်သည်နဲ့ထွေထွေတို့ဘယ်လိုတွဲသုံးရမလဲဆိုတာကြည့်ရအောင်။ဥပမာအမေကိုကျမ်းမာရေးကောင်းစေချင်တယ်ဆိုလို့ရှိရင်ရခိုင်းကိုအရှိမထားမယ်နော်ရခိုင်းအမေကိုမဲကျမ်းမာရေးကောင်းတယ်ဆိုလို့ရှိရင်สุขภาพดีအဲ့ဒီတော့စကားတကြောင်လို့ပြောမယ်ဆိုရင်ရခိုင်းမဲสุขภาพดีအမေကိုကျမ်းမာရေးကောင်းစေချင်တယ်နော်တကယ်လို့နေ့ကိုအလောက်ကောင်းကောင်းရစေချင်တယ်ဆိုလို့ရှိရင်ရခိုင်းနေ့ကိုဆိုရင်เธอအလုပ်ရတယ်တိုက်ငานดีကောင်းကောင်းတကြောင်လုံးပြောမယ်ဆိုရင်อยากให้เธอได้งานดีနေ့ကိုအလုပ်ကောင်းကောင်းရစေချင်တယ်နေ့ကိုထိုင်းစကားပြောတတ်စေချင်တယ်ဆိုလို့ရှိရင်อยากให้เธอပြောတယ်พูดภาษาไทยထိုင်းစကားได้ရတယ်ဒီတော့တကြောင်လုံးပြောမယ်ဆိုရင်อยากให้เธอพูดภาษาไทยได้อยากให้เธอพูดภาษาไทยได้နေ့ကိုထိုင်းစကားပြောတတ်စေချင်တယ်ဒီတော့ဒီထဲကကြည့်တဲ့သူတွေကိုအိမ်စာလေးပေးချင်တာကတော့နေ့ကိုပတ်စံများများစုရချင်တယ်ဆိုလို့ရှိရင်ထိုင်းလိုဘယ်လိုပြောရမလဲ comment လေးမှာဝင်ရေးပေးနိုင်ပါတယ်မှန်ဘာမှမဖြစ်ဘူးเนาะအဓိကကိုကဒီထိုင်းစကားကိုလက်တွေ့လုပ်ဖို့ပဲเนาะ comment လေးမှာဝင်ရေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ထိုင်းဘာသာစကားကိုအခြေခံကနေစပြီးတော့တမ်းမြောက်တဲ့အထိသင်ကြားချင်တယ်ဆိုရင်အခုဖွင့်ထားတဲ့ Zoom သင်တန်းမှာလာရောက်ပြီးတော့အနှံနိုင်ပါတယ်